နားထောင်ပြီးကြက်သိမ်းမှထားရတယ်ပေါ့နော်ဒီဖြစ်စဉ်ကကြတော့ဒီ26ရက်နေ့ကဖြစ်သွားတာတန်က3ပါးကစွန်ခံကြွလာတယ်ဘုန်းကြီးကျောင်းသားလည်းပါတယ်ပေါ့နော်ရှေ့ကနေသူကဖုံဖုံနေအိတ်တီကိုတေပေးနေတာအဲ့ဒီမှာဖုံဖုံတစ်ပါးကလမ်းអော်လိုက်တယ်ခဏအောင်စွန်လာမဲ့သူရှိတယ်လို့အဲ့လိုလမ်းអော်လိုက်တော့သူကလည်းလှည့်ကြည့်လိုက်တယ်အဲ့ကောင်လေးလှည့်ကြည့်တဲ့အချိန်မှာဘယ်သူမှလည်းမရှိဘူးအဲ့ဒါနဲ့သူလည်းအရန်ထဲမှာအံ့ဩသွားပြီးတော့သူ့ဖုန်းကိုထုတ်ပြီးတော့ဗီဒီယိုမှတ်တမ်းယူထားလိုက်တာสนิจามุตาปจายิโนตาคาโรธรรมาวาสันติอายุวโนสุขังภาဖုန်ကြီးចောင်းသားလေးရဲ့ဘေးမှာလည်းဦးလေးတယောက်ရှိတယ်အဲ့ဒီဦးလေးရတယ်သူကဆွန်လောင်းဖို့စောင့်နေတာဒီမြင်ကွင်းကိုသူကိုယ်တိုင်လည်းမြင်နေအဲ့တော့နှစ်ယောက်သားကြည့်ပြီးတော့ကြက်သိန်းနေထားနေကြတာပေါ့နောက်မှတန်က3ပါးကိုရိုက်ထားတဲ့ဗီဒီယိုပြလိုက်တဲ့အချိန်မှာအရန်ထဲမှာအံ့ဩပြီးတော့ကြက်သိန်းနေပါထားကုန်တာပေါ့နော်တန်ကားတွေပြောပြတာကမိသားစု3ယောက်အဖေရဲ့အမေရဲ့ကလေးရဲ့